နာမည်မူအေးပါနော်အမေရိကန်နိုင်ငံမင်နီဆိုတာပြည်နယ်မှာနေထိုင်တယ်နော်အရင်ချမ်းတဲ့အတွက်အင်ဂျင်နွေထူနဲ့နော်အခုကျွန်မဗီဒီယိုလောက်ရတဲ့အကြောင်းရင်းကနော်မနေ့က MCTV မှာတင်လိုက်တဲ့ MCTV မှာတင်လိုက်တဲ့ကြော်ထက်အောင်ကို interview တဲ့ဗီဒီယိုဖိုင်လေးကိုတွေ့လို့အရန်သဘောကျတယ်အရန်လည်းဂုဏ်ယူတယ်နော်ပြီးအရန်လည်းကျေးဇူးတင်ချင်တယ်အကြောင်းမို့ဒီဗီဒီယိုလောက်ဖြစ်သွားတာနော်ကိုရ celebrate တော့မဟုတ်ဒါပေမဲ့ဒီကရင်တိုင်းရင်းသားတွေရဲ့ကိုစားပါတော့ကျေးဇူးတင်ချင်တယ်ပြီးရင်လည်းဒီမြန်မာနိုင်ငံသားတယောက်အနေနဲ့လည်းကျေးဇူးတင်ချင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့နော်ကိုယ်နိုင်ငံတိုးတက်ဖို့ဆိုတာလူနည်းစုတစ်ခုပဲတိုးတက်လို့မရဘူးတိုင်းရင်းသားတွေအကုန်လုံးတိုးတက်မှာနော်ဒီနိုင်ငံတိုးတက်တယ်လို့international ကမြင်မယ်လေနော်အဲ့ဒါကြတော့နော်ဒီလိုစာနှိပ်စက်ခံနေရတဲ့တိုင်းရင်းသားတွေကိုစာနာစိတ်မရှိလို့ရှိရင်နော်ဒီလိုမတရားလောက်ခံရတာဟာနော်အမားတစ်ခုလို့နော်မတရားဘူးလို့ဘယ်သူမှမြင်မှာမဟုတ်ဘူးလေအဲကြောင့်မို့နော်အရေးရတိုင်းဟာစာနာစိတ်ရနေစတယ်နော်အဲကြောင့်မို့ကြော်ထက်အောင်ရဲ့စာနာတတ်တဲ့စိတ်နော်ဒီလူမမယ်လေးတွေပြေးလွှားနေရတာနော်တောထဲတောင်ထဲမှာကြောင်းနေရမယ့်အရွယ်နော်ပျော်ရွှင်ကစားနေရမယ့်အရွယ်လေးတွေအဲ့လိုပြေးလွှားနေရတာကိုနော်စာနာတဲ့အတွက်နော်အဲ့ဒါအရန်ဂုဏ်ယူတယ်ပြီးရင်မန္တလေးက Korean Youth Association ကိုလည်းနော်ကျေးဇူးတင်တယ်ပြီးရင်အခြားမြန်မာပြည်ထဲမှာနော်အဲ့လိုမျိုးလောက်ရှားနေတဲ့လူငယ်နော် new generation တွေလည်းကျေးဇူးတင်တယ်နော်ဘယ်ဖြစ်လဲဆိုတော့အခြားတိုင်းရင်းသားတွေနော်ဥပမာဖြစ်ခဲ့တဲ့တော်တော်ကနော်ချင်းတိုင်းရင်းသားတွေမှာနော်အနှွေးထည့်သွားလူတဲ့လူတွေလည်းရှိရမလားနော်အဲကြောင့်မို့အဲ့လိုစာနာစိတ်လေးရှိတာနော်တိုင်းပြည်ပြောင်းလဲဖို့ရပထမတလမ်းပေါ့နော်ကျွန်မပြောချင်တာဘာဖြစ်လဲဆိုတော့ကိုကမစာနာလို့ရှင်ကိုကဘာမှလုပ်မှာမဟုတ်ဘူးလေနော်အဲကြောင့်မို့အရင်ကျေးဇူးတင်တယ်ဒါဟာအရေးကြီးတယ်နော်ဘာဖြစ်လို့ဆိုတော့ကိုဘလောက်ပဲတိုးတက်နော်ဥပမာအခုမြန်မာပြည်ထဲမှာလူချမ်းသာတွေအများကြီးရှိပါတယ်နော် celebrity တွေအများကြီးရှိပါတယ်ဒါပေမဲ့ international ရဲ့အမြင်မှာကိုရိုနိုင်ငံကတိုးတက်တဲ့နိုင်ငံထဲမှာပါပြီလား no မပါသေးဘူးလေဘာဖြစ်လဲဆိုတော့နော်ချင်းပြည်နယ်ကချင်ပြည်နယ်ကရင်ပြည်နယ်ရခိုင်ပြည်နယ်နော်နေရာတော်တော်များများမှမတိုးတက်သေးတာเนาะအဲကြောင့်မို့အဲ့ဒီနိုင်ငံတိုးတက်တယ်လို့ပြောလို့မရဘူးပြီးတိုင်းရင်းသားတွေခန်းစားနေတာဝှကျွေးကန်ကျွေးလည်းမဟုတ်ဘူးဒါဟာဘယ်လိုပြောမလဲအစိုးရနဲ့ဆိုင်တယ်เนาะအစိုးရမှာတာဝန်ရှိတယ်ကိုယ်နိုင်ငံထဲမှာနေတဲ့ဒီတိုင်းရင်းသားအားလုံးတွေရဲ့ဘဝအစိုးရမှာတာဝန်ရှိတယ်ဆိုတော့ဒီလိုမတရားတာတွေเนาะဆက်လက်ဖြစ်ပွားနေလို့ရှင်ကိုရိုနိုင်ငံတိုးတက်မှာမဟုတ်ဘူးပြီးရင်เนาะနိုင်ငံရေးအကြောင်းပြပြီးတော့เนาะဒီလူမမယ်တွေเนาะဒီတိုင်းရင်းသားတွေကိုเนาะသူတို့ရွာသွားမီးရှို့เนาะလက်နေကြီးတွေနဲ့ချเนาะသူတို့ဘဝတွေเนาะကြက်ကလေးငှက်ကလေးလိုပဲเนาะဒီလိုဖြစ်တာလဲเนาะဟိုးအင်္ဂလိပ်တွေမြန်မာပြည်ကိုထားခဲ့ကြတဲ့ရပဲလေเนาะအဲကြောင့်မို့အခုကျမတို့ရဲ့လက်ထက်မှာ new generation တွေအပြောင်းလဲမြင်ချင်အပြောင်းလဲဆိုတာကိုတိုင်းနေစတယ်เนาะပြောရတဲ့တော်တော်များသွားပြီလူရင်းတို့ရှင်ပဲပြောရမယ်เนาะအဲကြောင့်မို့ကြော်ထက်အောင်အရင်ကျေးဇူးတင်ချင်တယ်ဒီဗီဒီယိုဖိုင်ကိုကြည့်မိတဲ့လူတိုင်း share ပေးကြပါเนาะနာမည်ကြီးချင်လို့မဟုတ်ဘူးဒါလည်းပါချင်ပါမှာပေါ့เนาะဒါပေမဲ့ကြော်ထက်အောင်ကျေးဇူးတင်တယ်ပြောချင်လို့เนาะပြီးရင်အခြားမြန်မာလူငယ်တွေကိုလည်းကျေးဇူးတင်တယ်ပြောချင်လို့เนาะဘာဖြစ်လဲဆိုတော့ဒါဟာနော်ဥပမာတစ်ခုဖြစ်လာတယ်နော် example နော်အခြားလူငယ်တွေလည်းကြည့်ပြီးတော့သူတို့လည်းအတူယူကြမှာလေနော်ပြီးလည်းငါတို့အခြားတိုင်းပြည်ရောက်နေတဲ့မြန်မာပြည်သားတွေလည်းအရန်ကုန်ယူတယ်လေနော်ဘာဖြစ်လဲဆိုတော့ကိုတွေဘလောက်ပဲလှုပ်ရှားမြန်မာပြည်ထဲလူတွေမြန်မာပြည်သားတွေကဒီဖြစ်ပျက်နေတာတွေကိုမစာနာတတ်ရင်နော်ပြဿနာတစ်ခုလို့မမြင်ပါပြောင်းလဲမှဖြစ်မှာမဟုတ်ဘူးအဲကြောင့်မို့ကျေးဇူးတင်တယ်နော် thank you for helping the Korean people and other ethnic people. You guys are the future. You guys are the leader. I don't Jesus. Bye bye. So.